မင်္ဂလာပါကျွန်တော်တိုင်းဆရာဝန်အေးကွာဒေါက်တာချစ်ပါဒီနေ့ပြောမယ်ကောင်းစဉ်ကတော့ဒီမိမကူရရန်ခြင်းပေါ့နော်မိမကူရရန်ခြင်းဟာဆိုရင်အမျိုးသမီးတော်တော်များများမှာကြုံမှုကြမှာပါနော်ကြုံမှုကြတဲ့ခါကျတော့အဲ့လိုမျိုးမိမကူရတဲ့ခါကျရှင်အိမ်မှာနေတော့အကြောင်းပေါ့နော်သူပူချင်လို့ပေါ့သို့တော့အပြင်ရောက်သွားတဲ့ခါဧည့်သည်တွေရှိမှာလားနေရာထိုင်ရခဲ့ပို့ရခဲ့နောက်ပို့ဆိုတာတခါကျရင်ဒီမိမကူရတာနဲ့တွဲပြီးတော့အဖြူစင်းတာတွေဖြစ်တတ်တယ်နော်အဖြူစင်းတာတချို့ကလည်းနံတယ်တချို့ကလည်းမနံဘူးအဲ့တော့ဆိုရင်အဖြူစင်းတိုင်းကိုမိမကူရလားဆိုတော့အဲ့လိုလည်းမဟုတ်ဘူးနော်တချို့အဖြူစင်းမနဲ့မိမကူရတယ်အဖြူစင်းပြီးတော့မိမကူရပြီးအနံဆိုးထွက်တာပုံစံအမျိုးမျိုးရှိပါတယ်အဲ့မိမကူရတာနေခင်းနဲ့ညဘက်ဘယ်ချိန်မှာပို့ဖြစ်တယ်လို့မေးလို့ရှိရင်ညဘက်မှာပို့ဖြစ်တယ်။ဘာလို့ညဘက်ရောက်တဲ့ခါကျရင်ဒီအာရုံကြောတွေကပင်ပန်းနေသွားပြီ။ပြီးတော့ခါကျရင်ခန္ဓာကိုယ်မှာလည်းအနှွေးဓာတ်တွေရပြီ။နောက်ပြီးတော့ဒီနေဝင်လူထွက်ပေါ့နော်။နေဝင်လူထွက်ကလည်းမရှိဘူး။အဲ့ခါကျလို့ရှိရင်မိမကူကညဘက်မှာပို့ပြီးတော့ရတတ်ပါတယ်။အဖြူစင်းတိုင်းမိမကူရသလားဆိုတော့အဲ့လိုလည်းမဟုတ်ပါဘူးနော်။အဲ့တော့အဖြူစင်းပြီးတော့မိမကူရတယ်ဆိုရှင်အဲ့ဒီရဲ့အမျိုးသမီးမှာဆိုရှင်နော် fungus မျိုးပေါ့နော် trichomonas နဲ့ candida ဆိုတဲ့ candida albicans ပေါ့နော်အဲ့ fungus နှစ်ခုကြောင့်မိမကူရကြတယ်နော်တချို့အဖြူစင်းပေမဲ့မိမကူမရဘူးအဖြူမစင်းမဲနဲ့မိမကူရတာဟာလူရဲ့15ရာခိုင်နှုန်း20ရာခိုင်နှုန်းမှာတွေ့ရတတ်ပါတယ်အဲ့လိုဖြစ်တာလဲတကူလုံးရရန်တဲ့ယောဂပေါ့မှာဝဲယောဂတို့နောက်တစ်ခုကဆေးဝါးတွေဓာတ်ပတဲ့တာနောက်တစ်ခုကတရိษံတို့နော်ဟင်းသီးဟင်းရွက်တွေကနေတော့ကပ်ပါဖို့နော်ထိမိတာနော်နောက်ပြီးတော့ဗာလဲဒီဟိုပေါ့စီဂျိုယောဂနော်စီဂျိုယောဂဖြစ်တာနောက်ပြီးတော့စအိုမှာနော်ဖြစ်တဲ့ယောဂဆိုမှရရတဲ့ဟာတွေနောက်တစ်ခုကဒီတုတ်ကောင်တို့ပါတို့ရှိတဲ့ခါကျအဲ့ဒီတုတ်ကောင်တွေအပြည့်ထွက်တဲ့ခါကျရင်မိမကူလာပြီးတော့ရတတ်ပါတယ်နော်အာဒါချိုတယ်လေမိမကူရတာစိတ်ပိုင်းဆိုင်ရာယောဂါတွေကြောင့်လည်းမိမကူရတာတွေဖြစ်တတ်ပါတယ်တဏ္ဍာကြီးယောဂါတို့နော်ဒီအတဝါယောဂါတို့တခြားယောဂါတွေနော်အစိတ်တင်တာတို့အဲ့လိုဖြစ်လို့ရှိရင်လည်းမိမကူရတတ်ပါတယ်တဲ့နော်အဲ့တော့အကြည့်ပြားကဖြစ်တဲ့ဥပမာ psoriasis တို့နော် seborrheic dermatitis နော်အဲ့ဒီယောဂတွေကနေပြီးတော့လည်းဒီမိမကူရတာတွေဖြစ်တတ်ပါတယ်ဆိုနာမှာဖြစ်တဲ့ယောဂါတွေပေါ့နော်အဲ့ဒါဗာလဲဆိုတော့ဂင်ဂျီနာယောဂါတို့နော်လေကောင်းယောဂါတို့နော်ဆိုကနေပြီးတော့ဒီညဘက်နော်ဒီမှာတုတ်ကောင်းတွေရှိလို့တုတ်ကောင်းတွေထွက်လာတယ်အဲ့ခါကျရင်ဒီရှေ့အားဒီမိမကူမှာတုတ်ကောင်းတွေရောက်လာမှာပေါ့နော်အဲ့လိုမျိုးဖြစ်လာလို့ရှိရင်ရတတ်ပါတယ်နော်ရေအိမ်သုံးနော်ဆက်ပြာတို့အမွေးနံတာတွေနော်ဓာတိစီဝါတွေပေါ့နော်အဲ့ဒါတွေသုံးဆိုလို့ရှိရင်လည်းမိမကူရတာတွေဖြစ်တတ်ပါတယ်နော်လက်သေးဖြက်စီပေါ့နော်လက်သက်ဖြက်စီကို3ရက်နေရောမတော်စထိပြီးတော့လို့ရှိရင်လည်းထိပြီးတဲ့အခါကျလို့ရှိရင်လည်းမိမကူရတာတွေဖြစ်တတ်ပါတယ်အာဟာရချိုးရင်းကြောင့်လည်းမိမကူရတတ်တယ်နော်ဗိုက်တာမင် A တို့ဗိုက်တာမင် B2 နော်ဗိုက်တာမင် B12 folic acid အဲ့ဒါတွေချိုးရင်းလို့ရှိရင်နော်ပန်ဓာတ်နော်အဲ့ဒါတွေချိုးရင်းလို့ရှိရင်မိမကူရတတ်တယ်နော်နောက်ပြီးတော့ပေါ့နာတာရှည်ဝန်းပြက်တာနောက်အစာရေခွဲစိတ်ထားတဲ့သူအစာဆုပ်မှုပျက်စီးနေသူအဲ့ဒါဒီမှာလည်းမိမကူရတတ်ပါတယ်အဲ့တော့အာဟာရဗိုက်တာမင်နဲ့အာဟာရတွေဟလာချို့တဲ့လူဆိုလို့ရှိရင်နော်သူ့မှာတခြားတွဲရဲ့ပေါ့နော်ယောဂါတွေရှာတို့နှကန်းတွေအဲ့ဒါတွေကြည့်ပေးဖို့လိုအပ်ပါတယ်စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ဒီမိမကူရခြင်းလို့ဖြစ်စေတတ်တယ်အဲ့တော့ဒီမှာစိတ်ဆင်းရဲတဲ့စိတ်မချမ်းမြေတဲ့ခါကျရှင်ဒီလူနာတွေကဖြစ်သလိုနေဖြစ်သလိုစားအဲ့တော့တကူရေးတန်းရှင်းမှုမရှိဘူးအဲ့ခါကျရှင်ဒီစိတ်ပိုင်းဆိုင်ရာကြောင့်ပေါ့နော်ဒီမိမကူရတတ်တယ်အဲ့လိုရလို့ကြောင့်ညဘက်ဒီအေးပြက်တယ်အေးပြက်တဲ့ခါကျရင်တခါပို့ပြီးတော့စိတ်ထိကြိုက်တယ်
နောက်ပြီးတော့လိန်ဆက်ဆံတဲ့အခါမှာလည်းသူမကျေနပ်တာတွေဒီဖြစ်လို့ရှိရင်လည်းဒီမိမကိုရတတ်တယ်နောက်ပြီးတော့ကင်ဆာကြောက်တဲ့စိတ်နော်ကာလာသားယောဂကြောက်တဲ့စိတ်အဲ့လိုစိတ်ပိုင်းဆိုင်ရာဝင်သွားလို့ရှိရင်လည်းမိမကိုရတာတွေဖြစ်တတ်ပါတယ်ဒီအိမ်နောက်ဘက်နဲ့အစင်မပြေလို့ရှိရင်လည်းမိမကိုရတဲ့ဖြစ်စဉ်လေးလည်းရှိပါတယ်နော်အဲ့ဒါလေးတော့သတိထားပြီးလို့လိုပါတယ်အဲ့တော့အဲ့လိုမိမကိုရတယ်နော်တပတ်မဟုတ်လဲဟာလားအဖြူလဲဆင်းတယ်အဲ့လိုဖြစ်လို့ရှိရင်နိစ္စရဆရာဝန်နဲ့ပြပြီးတော့တိုင်ပင်ဆွေးနွေးကုသဖို့လိုပါတယ်ကိုယ့်ကိုကြိတ်ကုလို့တော့မကောင်းဘူးတချို့အဲ့လိုကြိတ်ကုတဲ့ခါကျရင်ယောဂါပိုဆိုးတာရှိတယ်အဲ့တော့ဆေးဝါးအနေနဲ့သုံးကြတဲ့အခါမှာတော့ဒီအနာပါညာဖြစ်သွားခြင်းပိုတဆေးသုံးတာတို့နောက်ပြီးတော့မှုယောဂါနော်ကင်ဒီတာတို့ trichomonas ဖြစ်လို့ရှိရင်ပိုတဆေးသုံးတာတို့နောက် metronidazole နော်တောက်ဆေးပေးတာတို့အဲ့ဒါမို့နောက်တစ်ခါပါလဲဆိုရင်ဒီရတာတက်တာအောင်ပေါ့နော်ဒီ antihistamine ခေါ်တာပေါ့နော်အဲ့ဆေးဝါးတွေကိုပေးတယ်မှာဗာမီဒုံတို့ cetirizine တို့အဲ့ဒါမျိုးဆေးတွေပေးပြီးတော့လည်းကုသနိုင်ပါတယ်နောက်ဆုံးပြောချင်တာကတော့ဒီမိမကိုရတဲ့ဟာမှာအဓိကအချက်တစ်ခုကတော့ဒီတကူရည်တန်ရှင်းခြင်းပေါ့နော်တကူရည်တန်ရှင်းရာတွေကောက်လို့ရှိရင်ရတာဖြစ်တာနည်းပါတယ်နော်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုမရှိဘူးနော်နောက်ပြီးတော့မှုယောဂပိုးမဝင်ဘူးနော်အာဟာရပြည့်တဲ့အစားအစာလေးကိုစားတော့မယ်ဆိုရင်ဝတ်တာစားတာပေါ့နော်ဒီကိုဝတ်တဲ့အဝတ်စားတွေအဓိကတော့ဒီအတွင်းငံပေါ့နော်အတွင်းငံဝတ်စားတွေလေဝင်လူထက်ကောင်းတဲ့ဟာနော်ခြီသားဝတ်စားတွေဝတ်လို့ရှိရင်တော့ဒီမိမကိုရတာကိုအတက်နိုင်ဆုံးနေအောင်လုပ်ပေးနိုင်ပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်